အားလုံးပဲမင်္ဂလာပါတိတ်မကြခင်ခါရီတို့စတူဒီယိုမှာအသစ်ထက်မှန်ထည့်လိုက်တဲ့ service တစ်ခုရှိပါတယ်အဲ့ဒါကတော့နေ service ပဲဖြစ်ပါတယ် ခါရီတို့တတူးဆိုင်မှာနေကောင်နာထားရတဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်နံပါတ်1ချက်ကကြတော့ကိုကတတူးလို့နေတော့အဖော်အနေနဲ့လိုက်ခဲ့ပြီးတဲ့ကိုယ့်ရဲ့ချစ်သူကြီးစားတငယ်ချင်းမိတ်ဆွေတွေအနေနဲ့အချိန်ကြာကြီးထိုင်ဆောင်ရမှာအဆင်မပြေဘူးဆိုရင်နေကောင်နာမှာ relax လုပ်ရင်းနဲ့စောင့်လို့ရပါတယ်နံပါတ်2ချက်ကတော့နေလို့ရတာကိုသဘောကျတဲ့ယောက်ျားလေးတွေအတွက်ပါရည်ရွယ်ပါတယ်တချို့ယောက်ျားလေးတွေကြတော့ကိုယ့်ရဲ့လက်သေးပေါ်မှာ customize design ခမိုက်မိုက်လေးတွေနဲ့ creation လုပ်ရတာကိုသဘောကျတဲ့သူရှိတယ်လို့ cleansing လုပ်ရတာကိုလည်းသဘောကျတဲ့သူရှိပါတယ်အဲ့လိုလူတွေအတွက်နေစပါတီးတန့်သွားတဲ့အခါမှာအချိန်ကြာကြီးစောင့်ရတာရဲ့မိန်းကလေးတွေအရန်များလို့စိတ်အဆင်မပြေဖြစ်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ခဏတို့ဒူဝတိုင်းစတူဒီယိုမှာတတူးပြင်နေကောင်တာပါထားပေးရခြင်းဖြစ်ပါတယ်လေးပိုင်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိပြီးစိတ်ချရတဲ့ artist ကိုယ်တိုင်လုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလာမယ့်16ရက်နေ့ကနေစပြီးနေစားပေးနဲ့ပတ်သက်ပြီး booking လေးတွေကိုကြိုယူထားလို့ရပါတယ်ဈေးနှုန်းအနေနဲ့ကတော့ cleansing တီးတန့်လုပ်မယ်ဆိုရင်9000ကျပ်သာကျတင်ပြီးအယောင်ဆုံးမယ်ဆိုလို့ရှိရင်တော့1500ကနေစပြီးတော့ကိုဖန်တီးကျန်တဲ့ဒီဇိုင်းပေါ်မူတည်ပြီးတော့ဈေးနှုန်းမျိုးမျိုးထားပေးထားပါတယ်